မင်္ဂလာပါရှင်ထက်ထက် DIY craft ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ကျွန်မမိန်းကလေးဝေး top လေးထိုးပါမယ် top လေးကလှပပြီးလွယ်ကူမြန်ဆန်တာကိုတွေ့ရမယ်ရှေ့ဘက်မှာဒီဇိုင်းထည့်ထားတယ်အနောက်ဘက်မှာတော့ကျွန်မက pattern မထည့်ထားဘူးရိုးရိုးလေးပဲထိုးထားတယ်လှပပြီးတော့မြန်ဆန်တာကိုတွေ့ရမယ်เนาะဒီပုံစံလေးပဲကျွန်မတို့ထိုးကြည့်ရအောင်ကဲဘယ်လိုထိုးမလဲဆိုတာကိုစလိုက်ကြရအောင်ကျေးဇူးတင်ပါတယ်ရှင်เนาะအဲ့ဒီအင်ကြီးကိုထိုးဖို့အတွက်ကိုတချီကဒီဒစိမ့်နဲ့ချီကိုသုံးတယ်ဒီဒစိမ့်နဲ့ချီကတစ်ထုံးကို100 gram ပြီးတော့ဒီချီနှစ်ထုံးကုန်ပါတယ်တစ်ထုံးမှာဆိုလို့ရှိရင်100 gram ပါပြီးတော့သူကအလျားအားဖြင့်ဘယ်လောက်ရှည်တယ်လဲဆိုတော့ခါကြတော့ဒီမှာ230 meter ရှည်တာကိုတွေ့ရမယ်အဲ့တော့သူရဲ့ arc size ကသူက2မျိုးသုံးလို့ရတယ်เนาะ4သုံးမဟုတ်5နဲ့သုံးလို့ရတယ်ဒီချီကအနံပါတ်4နဲ့သုံးပါတယ်เนาะဒီပုံစံမျိုးထိုးမယ်ဆိုလို့ရှိရင်ဒီချီကိုဒီချီကသုံးပြီးတော့နှစ်ထုံးကုန်နဲ့100 gram နှစ်ထုံးတစ်ထုံးမှာ230 မီတာရှည်တယ်နောက်ပြီးတော့ arc size number 4နဲ့ထိုးပါတယ်အဲ့တော့ဒီချက်နံပါတ်1အနေနဲ့ဘာလုပ်ထားလဲဆိုတော့ဒီချက်ကကိုဆွဲမဲ့အင်ကြီးကိုဒီဇိုင်းဆွဲထားတယ်တိုးမဲ့အင်ကြီးပုံကိုဒီဇိုင်းဆွဲတယ်ဒီချက်အင်ကြီးဒီဇိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်သူကဒီချက်ဒီမှာရေးထားပြီးတဲ့ size တွေเนาะ46 42 46 50 54ဆိုတာကကြတော့ရှစ်တစ်ချမ်းကိုပြောတာပါဒီမှာ small ရှိမယ် medium ရှိမယ် large နဲ့ XL ဆိုပြီးတော့ရှိမယ်နောက်ပြီးတော့အဲ့တော့ဒီမှာတစ်ချက်ကထိုးမှာ small size မို့လို့တစ်ချက်နံပါတ်1အသေး size ကိုပဲတစ်ချက်ပြောပါမယ်เนาะတစ်ချက် small size ထိုးတာဒီ42เนาะရှေ့ဘက်က42 meter sorry centimeter ရှိမယ်နောက်ဘက်က42ဆိုတဲ့အခါကျတော့ဒါရှစ်တစ်ချမ်းကိုတစ်ချက်ရေးပေးထားတာပါနောက်ကောရှေ့ရောဆိုရင်84ရှိမယ်အဲ့တော့သူ့ရဲ့အင်ကြီးလေးရဲ့အမြင့်ကဘယ်လောက်ရှိမလဲဆိုတော့ဒီမှာကြည့်မယ်အလုံးပေါင်းက49 cm ရှိမယ်เนาะအမြင့်ကဒီဘက်အထိအောင်ကိုဒီမှာတခါဂျိုင်းအတွက်ကကြတော့17 cm ဒီဟာเนาะ small medium large XL ဒီမှာလည်းပဲဒီတိုင်းပဲအဲ့တော့သူ့ရဲ့အတိုင်းအတာကိုကိုကသိသွားပြီဒီချေကတော့ရှေ့မှာ pattern လေးထည့်တယ်မထည့်ခြင်းလည်းမထည့်နဲ့ကိုဖတ်ကိုသဘောပဲထည့်ခြင်းလည်းထည့်တာကိုစိတ်ကြိုက်ထည့်လို့ရတယ်ဒီချေကတော့နောက်မှမထည့်ဘူးအရှေ့လေးမှာ pattern ထည့်ထားတယ် pattern ကတော့ကိုကြိုက်တဲ့ pattern ကိုထည့်တာပေါ့နော်အဲ့တော့ဒီချေကပြန်ပြီးတော့ကြည့်တဲ့အခါမှာသူ့ရဲ့အတိုင်းအတာကိုပြန်ကြည့်မယ်ဆိုရင်ဒီချေထိုးတဲ့ချီသည်10 cm မှာ22ပင်ဝင်တာကိုတွေ့ရမယ်နော်ဒီမှာကြည့်မယ်ဆိုရင်10 cm မှာ22ပင်ဝင်တယ်ဒီချက် small size ဒီခုနကပြောထားတယ်42ဆိုတော့ရှေ့နောက်ဆိုတော့84အဲ့တော့84မှာဆိုတော့ဘယ်လောက်ဝင်တယ်လဲဆိုတော့ပင်ပေါင်းက184.8ဆိုတော့နီးစပ်ယူလိုက်တော့185ပင်တစ်ချက်ယူလိုက်တယ်เนาะအဲ့တော့သူ့ရဲ့ခန္ဓာကိုယ်အဝိုင်းကိုတွက်လိုက်တဲ့အခါမှာ185ပင်ရတယ်เนาะတစ်ချက်ဒီအကုန်လုံးကိုအပေါ်တစ်ပင်အောက်တစ်ပင်အပေါ်တစ်ပင်အောက်တစ်ပင်ထိုးသွားတယ်အတွက်ကြောင့်မို့လို့185ပင်မကနန်းဆိုရင်နောက်ဆုံးမှာဒီမှာပြန်ပြီးတော့စုံတဲ့အခါကျတော့အောက်တစ်ပင်ပဲဟလာဆိုလို့ရှိရင်လည်းအောက်နဲ့ဆိုင်အောက်နဲ့ပဲပြန်စုံမယ်အဲဒါကြောင့်မို့လို့တစ်ပင်အပိုးယူမယ်နော်အဲ့တော့ဒီမှာကြည့်မယ်ဒါခန္ဓာကိုယ်ရဲ့ပုံစံဟလာအဝိုင်းတိုင်းတစ်ချက်ပြောထားတာပါတွေ့ထားတာအဲ့တော့သူ့ကိုရှေ့တစ်ချမ်းနောက်တစ်ချမ်းပြန်ခွဲလို့ရှိရင်အပင်အပေါင်းပြန်တွက်တဲ့အခါမှာ192ပင်နဲ့လာအရှိတစ်ချမ်းနောက်တစ်ချမ်းဆိုရင်192 sorry 92 ရပြီးတော့တပင်ပို့မယ်အဲ့တော့တပင်ပို့တဲ့တပင်ကိုတစ်ချက်အရှိကိုပို့လိုက်တယ်ဘာဖြစ်လို့ဆိုတော့တစ်ချက်ရဲ့ pattern လေးက31ပဲရှိတယ်31ပဲရှိတဲ့ကြောင့်မလို့အရှိကိုပို့လိုက်တဲ့အခါမှာဒီတစ်ခုကနေပေါ့နော်31ဆိုရင်93ဖြစ်သွားပြီเนาะအဲ့တော့ဒါဒီချက် pattern ကိုနှုတ်ပြီးရင်ရှေ့ကိုတပင်ပို့လိုက်တဲ့ခါမှာ pattern နှုတ်ပြီးတဲ့အခါမှာသူက62ပင်ပို့မယ်အဲ62ပင်ကိုတစ်ဝက်စီပြန်ခွဲပြီးတော့ဘေးကိုထည့်တာတကယ်လို့ဒါတစ်ချက်လိုမျိုး62ပင်ရှိချင်မှလည်းရှိမယ်ကိုယ့်ရဲ့အတိုင်းအတာနဲ့ကိုပေါ့နော်အဲ့တော့မှ62ပင်ကိုတစ်ချက်ယူပြီးတော့ရှေ့ကိုခွဲထည့်လိုက်တယ်ဆိုတဲ့အခါမှာ31ဖြစ်သွားပြီကဲအနောက်ကတော့92ရှိသွားမယ်ကဲအဲ့ဒါပြီးသွားတော့တစ်ချက်တို့ကဒါတစ်ချက်ထိုးမဲ့ pattern ကိုတစ်ချက်အောက်ကနေရေးထားတယ်နော်ဒီချက် pattern ဒီဘက်ဘေးလေးမှာတစ်ခုရှိမယ်ဒီဘက်ဘေးမှာတစ်ခုရှိမယ်ဒီချက်က pattern နှစ်ခုကိုရောထားတယ်ဒါကအလေရ pattern ဖြစ်ပါတယ်အဲ့တော့ကိုစိတ်ကြိုက်ကိုဟာကိုထွင်ပြီးတော့ထည့်လို့ရတယ်ကဲအဲ့ဒီအခါမှာဒီချက်ကပြီးသွားရောတွက်လို့ပြီးသွားပြီဆိုတဲ့အခါကျတော့ဒီချက်တို့ကဒီမှာကိုနက်ကဒီချက်ပြောထားတယ်နော်ခန္ဓာကိုယ်မှာအပင်တိုင်းထူတယ်တဲ့အခါမှာမကနန်းနဲ့ဆုံးလို့မကနန်းဆိုလို့ရှိရင်
ဒီဘက်ကအောက်ထိုးခဲ့ရင်ဟိုဘက်မှာလည်းပဲဟလာအပေါ်တပင်အောက်တပင်ဒီချာယူတဲ့တကြောင်မလို့အပေါ်တပင်အောက်တပင်အပေါ်တပင်အောက်တပင်ဆိုရင်အဆုံးမှာဒီကိုကအောက်ခက်နဲ့အောက်ထိုးနဲ့စားခဲ့ရင်အဆုံးမှာအပေါ်တို့ထိုးခြင်းတယ်အဲ့ဒီခါကျတော့သူကမကနန်းဆိုလို့ရှိရင်အောက်နဲ့ပဲပြန်ဆုံးမယ်ဆိုတဲ့ကြောင်မလို့ဒီချာအနောက်ကိုလည်းပဲဒီချာ +1 ထည့်လိုက်တယ်နော်အဲ့တော့အနောက်ကိုလည်းပဲ93အရှေ့ကိုလည်းပဲ93တပင်ပိုထည့်လိုက်တာပေါ့အဲ့ဒါကြောင့်မလို့ဒီမှာဒီချာဒီအပေါ်နဲ့ပြန်ပြီးတော့ဆုံးမယ်ကဲအဲ့တော့ဒီချာတို့ထိုးကြည့်မယ် sorry ကဲဒီချာခုနကပြောခဲ့တဲ့အတိုင်းအောက်ဖက်ကိုဒီချာ9ဆင့်ထိုးလိုက်တယ်9ဆင့်ထိုးလိုက်ပြီးတော့ဒီမှာအားလုံးကိုဒီချာဘာလုပ်ထားလဲဆိုတော့အခါကျအပေါ်တပင်အောက်တပင်ဒီဘက်တွေမှာလည်းအကုန်လုံးအပေါ်တပင်အောက်တပင်နဲ့ပဲသွားထားတယ်ဒီချာ pattern ဒီချာဝင်လိုက်တယ်နော် pattern ကဒီချာနှစ်ခုပေါင်းထားတယ်ဒီဘက်ကတစ်ခုနဲ့ဒီဘက်ကတစ်ခုရဲ့အလဲကတစ်ခုရဲ့ပေါင်းထားပြီးတော့ဒီချာသွားလိုက်တယ်သွားပြီးတော့ pattern ထိုးပြီးတော့အပေါ်ကို set တက်လိုက်တယ်ဒီတိုင်းပဲနော်အပေါ်တပင်အောက်တပင်နဲ့ဒီချာအဝိုင်းနဲ့ထိုးတာမို့လို့ပါဒီမှာသူ့ရဲ့အလဲကိုဒီချာမှတ်ထားတယ်အဲ့တော့အားလုံးပေါင်းဒီချာတို့ကဒီမှာတွက်ထားတာဒီဗာလဲအရှိသည်49 cm ရှိတယ်ထဲမှာဒီချက်ဂျိုင်းကို17 cm နှုတ်လို့ရှိရင်အောက်မှာဘယ်လောက်ကျန်မလဲ32ကျန်မယ်ကဲအဲ့တော့ဒီချက်ဒီမှာ32 cm ထိုးပြီးသွားပြီ32 cm ထိုးပြီးတော့ဒီချက်တို့ဂျိုင်းစပြီးတော့ဖောက်တော့မယ်เนาะဂျိုင်းဖောက်ပြီးတော့ဒီမှာ pattern နဲ့ကအတိုင်းပဲကျတို့ဒီလိုမျိုးစားဖို့အတွက်ကိုသွားမယ်အဲ့တော့ဂျိုင်းဖောက်မယ်ဆိုတော့ဒီမှာကြည့်မယ်ဒီချက်ဒီမှာတဝက်ထိအောင်ယူပြီးတော့ထိုးထားလိုက်တယ်မှန်တော့ဂျိုင်းကိုဒီချက်ဒီเนาะ10ပင်စားမယ်အဲ့တော့အရှေ့နောက်အရှေ့က4ပင်အနောက်က4ပင်ယူမယ်အဲ့တော့ဒီချက်ဒီမှာထိုးထားတာဒီအတူရဲ့တဝက်ကိုဒီချက်ကဒီအလဲမှာလာပြီးယူထားတယ်နောက်ဒီမှာပြီးတော့ဒီမှာအဲ့တော့အရှိက4ပင်အနောက်က4ပင်စားမှာမို့လို့ဒီဘက်ကအရှိဘက်ကစားကို4ပင်ကိုတစ်ချက်ပြန်ပြီးတော့ဖြုတ်ယူလိုက်မယ်นี่တော့ဒီမှာ4ပင်เนาะအဲ့တော့10ထိုးလိုက်ပြီးနောက်တစ်ပင်ကအောက်ထိုးမို့လို့အောက်ထိုးထိုးတယ်10ပင်စားမှာမို့လို့အဲ့တော့တစ်ပင်ချပြီးတော့စားပြီး1နောက်တစ်ခုကအပေါ်တို့မို့လို့တစ်ချက်အပေါ်တို့ပဲထိုးလိုက်တယ်2 3 4 5 6 7 8အဲ့တော့မှဒီဟာကိုဆက်ပြီးတော့ထိုးသွားမယ်ဒီဘက်ပိုင်းကဥစ္စာကိုเนาะဟိုဘက်ကြာရင်လည်းပဲဒီအတိုင်းပဲဒီမှာလည်းပဲတစ်ချက်အပေါ်တစ်ပင်အောက်တစ်ပင်ဆက်ပြီးတော့ထိုးသွားတော့မယ်ဒီချက်ဘာလို့ဖို့ဂျိုင်းကိုစဖောက်တယ်လဲဆိုရင်အရှိတစ်ချက်နောက်တစ်ချက်စပြီးတော့ခွဲပြီးတော့ထိုးတော့မယ်เนาะအောက်မှာတော့ကတော့ဒီတိုင်းပဲနော်အဝိုင်းထိုးပြီးတော့တက်လာခဲ့လိုက်တယ်ဒီမှာကြည့်မယ်ဆိုရင်เนาะအဝိုင်းထိုးပြီးတော့တစ်ချက်တက်လာတယ်အပေါ်တီအောင်ကိုတက်လာပြီးတော့အခုဒီမှာဂျိုင်းကိုစပြီးတော့စားလိုက်တယ်ဂျိုင်းစားပြီးဒီဘက်ကိုဆက်သွားမယ်ဒီဘက်ဆက်သွားပြီးတော့ဒီဘက်ရောက်ရင်လည်းပဲဟိုဘက်၄ပင်ဒီဘက်၄ပင်ဂျိုင်းပြန်စားမယ်စားပြီးတော့ဒီချက်အရှိတစ်ချမ်းကိုဆက်ထိုးမယ်เนาะအဲ့တော့ဒီဘက်ကိုစားရင်အဆုံးထိအောင်စပြီးတော့ထိုးကြည့်မယ်ထိုးပြီးတော့မှဂျိုင်းပြန်စားမယ်เนาะဒီမှာတစ်ချက်ကလက်ကိုစားပြီးသွားပြီဆိုတဲ့အခါကျတော့မလုပ်တော့မယ်ဒီမှာအားလုံးပေါင်းဒီဂျိုင်းရဲ့နှကန်းလိုင်းအတွက်ကိုအနာအတွက်ကိုဒီချက်10ပင်ယူမယ်10ပင်ယူမယ်ဆိုတဲ့အခါကျတော့10ပင်မှတ်မယ်နော်တခါမာကာတစ်ခုထည့်မယ်10ပင်မှာဒီမှာကြည့်မယ်2 4 6 8နော်10မှာမာကာထည့်ပြီးတော့မှဒီဘက်မှာပြန်ပြီးတော့ဆက်ထိုးမယ်နော်အဲ့တော့ဒီဘက်မှာလည်းပဲ10ပင်ကိုနှကန်းအတွက်ထားပြီးရင်ဒီဘက်မှာလည်းပဲတစ်ချက်10ပင်နှကန်းအတွက်ပြန်ပြီးတော့ထားမယ်ဒီဘက်ကိုလည်းပဲဒါရှေ့ချမ်းကိုလုံနေတာနော်နံပါတ်1ဒီမှာကြည့်မယ်2 4 6 8အဲ့တော့
မာကာလုတ်ထားပြီးပြီဆိုတဲ့အခါကျတော့သူ့ရဲ့နှာခမ်းလေးကိုတစ်ချက်ထိုးပါမယ်ဟောဒီမှာနိ3 4 5 6 9 10နော်ရှစ်ပြီးတော့ဒီဘက်မှာစားမယ်စားတဲ့အခါမှာတစ်ချိန်တလိုင်းကိုတစ်ပင်မစားတော့ဘူးတခါတည်းနှစ်ပင်ခါတည်းစားမှမို့လို့ဒီ3ပင်စလုံးကိုယူလိုက်မယ်3ပင်စလုံးကိုတစ်ချိန်ဒီဘက်ကနေစပြီးတော့ထိုးလိုက်မယ်ထိုးလိုက်လို့ရှိရင်ဒီမှာအောက်ထိုးပဲပြန်ပြီးတော့ကြံမယ်နော်3ပင်စလုံးကိုတခါတည်းဒီဘက်ကနေပူပြီးတော့ထိုးလိုက်တယ် K3 together ပေါ့နော်အဲ့လိုမျိုးထိုးလိုက်တဲ့အခါမှာ sorry တမင်ချန်သွားတယ်နော်ဒီဘက်မှာအောက်ထိုးနဲ့ပဲပြန်ပြီးတော့ပေါ်နေမယ်ပြီးတော့သူ့တိုင်းပေါ်တို့အောက်ထိုးပြန်ထိုးမယ်ထိုးပြီးတော့သူ့ရဲ့ pattern ထိုးစရာရှိတဲ့အခါမှာ pattern နေရာမှာ pattern ဝင်ပြီးတော့ဟိုဘက်ထိပ်ကိုပြန်သွားမယ်နော်ဟိုဘက်ထိပ်ကျတော့တခါပြန်ပြီးတော့သူလိုပဲစားမယ်ဟိုဘက်ထိပ်မှာစားခဲ့ပြီးသူလိုပဲအခုဒီဘက်ထိပ်မှာပြန်ပြီးတော့စားမယ်ဒီချက်ဒီမှာရှစ်ပင်ကတော့နှာခမ်းအတွက်ခြံထားတယ်ဒီဘက်ထိပ်ကိုဒီချက်ရောက်လာပြီအဲ့ဒါဒီချက်ကတစ်ခါစားရင်နှစ်ပင်စားတဲ့အတွက်ကြောင့်မို့လို့ဒီမှာလည်းပဲနှစ်ပင်စားမယ်အဲ့တော့ကြည့်အောင်3ပင်ရောက်တဲ့အခါကျရင်စားမယ်နော်စားပြီးတော့1 2 3နော်ဒီမှာလည်းပဲ3ပင်စားမယ်3ပင်စားမယ်ဆိုတော့ဒီဘာလုပ်မလဲခုနကတုန်းကလိုပဲသူ့ကိုလည်းပဲဒီကျအနောက်ကနေသူကဟိုဘက်တုန်းကကျတော့ဒီကျခီတူတူခဲ့တဲ့လို့စားတယ်ဒီမှာကျတော့ဒီကျသူအနောက်ကနေစားမယ်နော်စားတဲ့ကြောင့်မလို့ဒီဘက်ကအပင်ကအပေါ်မှာရှိနေမယ်စုံစုံပင်ဒီနော်ပြီးတော့မှသူ့ရဲ့နှာခမ်းရှစ်ပင်ကိုပြန်ပြီးတော့ထိုးမယ်ဒီတိုင်းပဲတခါစားရင်နှစ်ပင်စားတော့တကြောင်မလို့တချို့ကအကုန်လုံးတခြားပြန်ပြီးတော့တွက်ရမယ်နော်တကလိုင်းတပင်စားတာမဟုတ်ဘူးတချို့ဒီတခါစားရင်နှစ်ပင်စားတော့တကြောင်မလို့သူ့ရဲ့အမြင့်နဲ့ပြန်ပြီးတော့တွက်မယ်မတွက်ဖက်နဲ့ဒီတိုင်းပဲထိုးသွားမယ်ဆိုရင်နောက်ပိတ်ဆုံးမှာတလိုင်းမှကြံမှာမဟုတ်ပဲရှိမှာဆိုလို့နော်အဲ့တော့ဘလို့တွက်မလဲဆိုတာကိုဒီမှာကြည့်မယ်ဒါတချို့ခုစားတာကိုပြသွားတာနော်ဒီမှာတခါစားရင်နှစ်ပင်စားသွားတာနော်ဒါဆိုရင်မြင်ပြီအဲ့တော့တွက်ပုံတွက်နည်းကိုကြည့်မယ်အဲ့တော့ဒီမှာကြည့်မယ်ဒီပုံလေးကိုပြန်ကြည့်အောင်ပုံလေးကိုကြည့်မယ်ဆိုရင်တချို့ကဒီမှာဟာလာ19 cm ရှိတယ်19 cm ရှိပြီမဲ့ဒီချယ်ဒီကနေဒီအထိအမြင့်က4 cm ရှိမယ်နောက်တစ်ခါဒီကနေနော်ဒီမှာဒီကနေဒီအထိဒီ level နေရာအထိက16 cm ရှိမယ်နော်16 18 20ဟုတ်လား16 18 20ဒီချက်ဒီမှာ small large sorry small medium large extra large နော်အဲ့လိုမျိုးထားပေးမယ်ဒါ16 18 20ရှိတဲ့ကြောင့်မလို့ဒီမှာတစ်ချက်က small ဆိုတဲ့ကြောင့်တစ်ချက်ဒီ16 cm ပဲရှိမယ်ဒီမှာအဲ့တော့ဒီဟာလေးက16 cm ရှိတယ်ဒီတစ်ခုလုံးကြီးကတစ်ချက်အစတုန်းကဘယ်လောက်ရှိတာလဲ42 cm ရှိတယ်အဲ့ဒီတော့ဘယ်လောက်ဒီချက်တို့စားပေးရမလဲနှစ်ဖက်ဆိုရင်အဲ့ဒါကိုနှုတ်ကြည့်အောင်နော်ငကိုမူလသည်အရှည်တစ်ချမ်းကဘယ်လောက်ရှိတာလဲ42 cm အခုတစ်ချက်အပေါ်မှာက16 cm ဆိုတော့ဘယ်လောက်ကျန်မလဲ26 cm ကျန်မယ်နော်တော့ဒီနှစ်ဖက်ပေါင်းဒီ26 cm စားပေးရမယ်အဲ့တော့တစ်ဖက်ကိုဘယ်လောက်စားပေးရမလဲဆိုတဲ့အခါကျတော့ဘာဖြစ်မလဲတစ်ဖက်ကိုဆိုလို့ရှိရင်တဝက်ဝက်လိုက်တော့ဟလာ16ကိုsorry 26ဆိုတဝက်ဝက်လို့ရှိရင်13 cm စားပေးရမယ်နော်ဒီတစ်ချမ်းကို13 cm ဒီတစ်ချမ်းကို13 cm စားပေးရမယ်
ကဲအဲ့တော့တစ်ချက်အရင်တုန်းကတွက်ထားတာဒီသူကဟလာ sorry 10 cm မှာ33 line ဝင်တယ်တစ်ချက်တွက်ထားတာ33 line 10 cm မှာ22 stitch ရှိတယ်အဲ့တော့တစ်ချက်ကဒီမှာ23 cm ဆိုရင်အပင်ဘယ်နှပင်ရှိမလဲဆိုတာကိုတွက်မယ်เนาะအဲ့တော့23 cm 10 cm တော့ငါတစ်ချက်22ပင်ရှိတယ်23 cm ဆိုတော့ဘယ်နှပင်ရှိမလဲပြန်တွက်ကြည့်မယ် sorry 10 cm မှာ22 stitch ရှိမယ်73 cm မှာဆိုရင်ဘယ်လောက်လဲဆိုတာကိုတွက်လိုက်တဲ့အခါကျတော့ဘယ်လောက်ရမလဲဆိုရင်ဒီချက်တွက်လိုက်တာ28.6 stitch ရတယ်เนาะဒါ28.6เนาะဒီမှာဒီဘက်ကအကုန်လုံးကဲအဲ့ဒီတော့ဒီချက်ဒီမှာတော့ငါဘယ်လောက်ခြံထား၄ပင်ကိုဒီချက်ဘယ်လောက်ထားတာတော့ဒီမှာလှလား၄ပင်စားထားတယ်လေဂျိုင်းနေရမှာအဲ့တော့ဒီမှာစားထားတဲ့၄ပင်ကိုဟလာဒီဘက်ကအရှိရ၄ပင်အနောက်က၄ပင်စားထားတယ်အဲ့တော့အရှိရ၄ပင်ကိုဒီချက်နှုတ်ယူမယ်เนาะတစ်ဖက်ကိုเนาะတစ်ချမ်းကို28 stitch ရှိမယ်အဲ့တော့ဂျိုင်းစားထားတဲ့၄ပင်ကိုတုပ်လိုက်တော့ဘယ်လောက်ရှိမလဲ24.6ရှိမယ်เนาะအဲ့တော့တစ်ချက်ဘာလုပ်ပေးမလဲ24ပင်ပဲစားလိုက်တော့မယ်เนาะ24.6ကိုစားပေးရမယ်ဒါပေမဲ့တစ်ချက်ဒီတစ်ခါစားရင်2ပင်စားတော့တကြောင်မလို့ဘယ်နှခါစားပေးရမလဲ12ခါပဲစားပေးရမယ်เนาะအဲ့တော့တစ်ခါစားတော့က2ပင်စားတော့တကြောင်မလို့ဘယ်နှကြိမ်စားပေးမလဲ24ပင်ကိုနှစ်နဲ့ပြန်စားရင်12ကြိမ်ပဲစားပေးမယ်เนาะ12ခါစားပေးမယ်အဲ့တော့12ခါစားပေးမယ်ဆိုတော့တစ်ချက်မှာတွက်ထားတယ် sorry နော်12ခါစားပေးမယ်အဲ့တော့12ခါစားတော့ငါတစ်ချက်ဒီဘယ်လောက် line ကိုဟဲ့12ခါစားဖို့က line 33 line မှာ12ခါစားပေးမယ်နော်12ပင်စားတဲ့ခါမှာ line ကဘယ်လောက်ရှိမှာလဲဒီမှာဒီချက်တစ်ခါစားရင်2ပင်စားရတဲ့ကြောင့်မလို့24ကစားဖို့အတွက်ကိုဆိုလို့ရှိရင်24ပင်အတွက်ဆိုရင်တစ်ချက်24ကမစားတော့ဘူးအဲ့တော့12ခါစားခြင်းအပြင်24ပင်စားပြီးသားဖြစ်သွားမယ်အဲ့တော့အခုဒီမှာ12ပင်စားဖို့အတွက်ကိုဆိုရင်ဒီကျတော့ line ပြန်တွက်ရတော့မယ်เนาะတခါ12ပင်စားဖို့အတွက်ကိုဒီချက် line တွက်ရမယ် line တွက်တဲ့အခါမှာဟိုနည်းပေါ့နော်တခါစားလိုက်ပြီးရင်တခါစားဖို့အတွက်ကိုဒီချက်ဒီဟလာဘယ်နှ line မှာတခါစားမလဲဆိုတာတွက်ရမယ်အဲ့တော့အရင်ဆုံးဒီချက်ဒီမှာဟလာ10 cm မှာဒီချက်က33 line ရထားတယ်ပြောတယ်အဲ့ဒီတော့12ပင်အတွက်ဆိုလို့ရှိရင်ဘယ်နှစင်တီမီတာ sorry ဘယ်လောက်စားရမလဲဆိုတာကြည့်မယ်အဲ့တော့ဒီမှာကြည့်မယ်ပုံမှာအဲ့တော့တချို့တို့က line ဒီမှာပြန်တွက်တော့မယ်အဲ့တော့ဆော့ဆော့ချင်းတစ်ချက်ကိုနှစ်ကတော့ငါပြောထားတယ်ဒီအပေါ်ဘက်ကလေးကဒီအကွေးလေးဟလာလေပင်အဖက်ကလေးကို4 cm ယူမယ်ပြောတယ်ဒီဂျိုင်းကနေအပေါ်ထိက17 cm ဆိုရင်ဒီမှာဘယ်နှစင်တီမီတာကျန်မလဲဆိုတော့73 cm ကျန်မယ်13 cm အဲ့တော့10 cm မှာတော့ငါ33မယ်73 cm မှာဆိုရင်ဘယ်နှ line ရှိမလဲဆိုတော့တွက်ကြည့်မယ်33 line ကနေ10 cm မှာ33 line ဒီ73 cm မှာဘယ်လောက် line ရှိမလဲဆိုကြည့်မယ်10 cm မှာတချို့က33 line ဝင်တယ်အခုဒီမှာ13 cm မှာဆိုရင်ဘယ်လောက်လဲတွက်လိုက်တဲ့အခါမှာဘယ်နှ line ရမလဲဆိုတော့43ပေါ့နော်42.9ပေါ့နော် line ရမယ်အဲ့ဒါကိုနီးကြိုက်လိုက်တော့43 line တစ်ချက်ယူလိုက်တယ်နော်43 line ကဲအဲ့တော့43 line မှာတချို့က12ပင်စားပေးမယ်နော်12ပင်စားရင်43 line ရမယ်နော်12ခါပေါ့နော်12ပင်12နေပေါ့တစ်ခါစားရင်2ပင်နဲ့တချို့က12ခါစားပေးရမယ်အဲ့တော့12ခါစားဖို့အတွက်ကို12ခါဆိုလို့ရှိရင်43 line ရှိမယ်တစ်ခါဆိုရင်တစ်ချိန်စားမယ်ဆိုရင်ဘယ်နှ line စားပေးရဘယ်နှ line မှာစားပေးမလဲဆိုတာကိုပြန်တွက်တဲ့အခါမှာတစ်ချက်ဘယ်လောက်ရမလဲဆိုတော့3 line ပြန်3 line ပဲရမယ်နော်စနစ်3လီ36ဆိုတော့ကဲ 3.5 ကျော်ပေါ့နော်အဲ့တော့3 line တစ်ခါပဲစားလို့ရမယ်နော်အဲ့ဒီခါမှာ3 line ကိုတစ်ခါစားပေးရမယ်
အဲ့3 line တစ်ခါစားမယ်ဆိုတော့ခုနကတစ်ချက်ဒီဟလာဒီဘက်ဘေးကိုလည်းတစ်ချက်စားပြီးသွားပြီဘေးကိုလည်းစားပြီးသွားပြီဆိုတဲ့အခါကျတော့3 line ပြန်ပြီးတော့ sorry နော်ဒီမှာ3 line ပြန်ထိုးမယ်အခုဒီမှာဒီဘက်ဘေးကိုစားပြီးပြီဆိုတော့ဒီမှာဟိုဘက်ကကျတော့ light တင်ပြန်ထိုးမယ်တစ်ခါနှစ်ခါ3ခါပြီးရင်ဒီမှာပြန်ပြီးတော့တစ်ခါဆက်စားမယ်နော်ဒီဘက်မှာတစ်ခါပြန်ပြီးတော့ဆက်ပြီးတော့စားမယ်အဲ့တော့ဒီဘက်ရောက်တော့3 line စားပြီးရင်ဒီချက်3 line ထိုးပြီးရင်တစ်ခါဘယ်လောက်စားမလဲဘယ်လိုစားမလဲပြန်ကြည့်အောင်ဒီမှာ3 line ထိုးပြီးသွားပြီ3 line ထိုးပြီးတော့တစ်ခါထပ်ပြီးတော့စားပါမယ်နော်စစချင်းတစ် line တစ်ပင်ဖြုတ်လိုက်တယ်နော်ဒါနှစ်ခန်းကတော့10ပင်တစ်ချက်စားရယူထားပါတယ်ငါရှစ်ပြီးတော့ဒီချက်မာကာလေးကိုရွှေ့လိုက်မယ်ရွှေ့ပြီးတော့စားမယ်ခုနကတော့ငါလိုပဲနှစ်ပင်တစ်ခါတည်းစားမှမို့လို့3 together เนาะ K3 together ဒီမှာအပေါ်အောက်မှာအောက်ကနေစပြီးတော့သုံးခုစလုံးကိုပူးပြီးတော့ထိုးလိုက်တဲ့အတွက်ကြောင့်မို့လို့အလုံးကဟိုဘက်ကိုပဲရိုင်သွားပါမယ်ဒီမှာတစ်ခါနှစ်ပင်စားပြီးသားဖြစ်သွားမယ်เนาะဒီမှာနှစ်ပင်စားပြီးသားဖြစ်သွားပြီအဲ့တော့တစ်ခါဒီဘက်ကဟာကိုဆက်ပြီးတော့ထိုးပါမယ်နော်ဟိုဘက်မှာတစ်ခါထိတ်မှာတစ်ခါထပ်ပြီးတော့စားမယ်ကဲထိုးလိုက်ပါဟိုဘက်ထိတ်ရောက်နာဟိုဘက်ထိတ်နာရောက်တဲ့အထိအောင်ဆက်ထိုးမယ်နော်တခါဒီဘက်ထိတ်ကိုပြန်ရောက်လာတဲ့အခါကျတော့ပြန်စားမယ်ဒီဘက်မှာ3မိနစ်အကြာမှတစ်ချက်စားပါမယ်နော်သူ့ကိုကြတော့တစ်ချက်အနောက်ကနေစားပေးမယ်နောက်ကနေစားလိုက်တယ်စားပြီးတော့ဒီဘက်ကနှခမ်းကိုဒီတိုင်းပြန်ထိုးပါမယ်အဲ့လိုမျိုးပဲနောက်ထပ်တစ်ခါ3 line ထိုးမယ်တစ်ခါပြန်ပြီးတော့စားမယ်เนาะကြည့်အောင်ကဲဒီချက်အခုဒီမှာကြည့်မယ်ဆိုရင်ဒီချက်ဒီ3ခါစားပြီးသွားပြီเนาะဒီမှာเนาะဒါနှခမ်းပင်ထိုးတယ်နှခမ်းထိုးပြီးတော့ဒီမှာတစ်ခါနှစ်ခါပြီးတော့ဒီမှာတစ်ခါ3ခါစားပြီးပြီအဲ့ဒါမျိုးကိုဒီချက်တို့က12ခါစားမယ်အဲ့တော့10ခါစားပြီးရင်ဒီချက်လေပင်ကိုတစ်ခါပြန်ပြီးတော့အဝိုက်ဘလို့ဖောက်မလဲကြည့်မယ်ကဲကိုပါနဲ့ကို10ခါစားတဲ့အထိအောင်ထပ်ပြီးတော့တက်လိုက်ပါနော်ဒီမှာဒီချက်10ချိန်စားပြီးတဲ့အခါကျတော့ဒီလိုဖြစ်သွားပြီဒီလိုဖြစ်သွားတဲ့အခါကျတော့ဒီချက်12ချိန်ပြည့်အောင်ဆက်ပြီးတော့စားမယ်စားပြီးရင်ဘဝပခုံးလေးကိုဒီချက်ဝိုက်ကလေးပြအောင်လုပ်မယ်နော်ဝိုက်ကလေးဆိုတော့ဒီမှာကြည့်မယ်နော်ဒီဘက်ဒီချက်အရှိဘက်ကိုတော့လုပ်ပြထားပြီဟလာအရှိဘက်မှာပုံစံအတိုင်းလေးပဲနော်ဒီလိုဝိုက်ကလေးတက်သွားအောင်ဘယ်လိုစားမလဲဟလာကြည့်ရအောင်ပြီးတော့မှဒီဘက်ဘေးကလေပင်အဖက်ကိုတက်မယ်အဲ့တော့ဒီမှာ10ချိန်ထိစားပြီးသွားပြီးတော့12ချိန်ထိအောင်ဆက်ပြီးတော့စားပါမယ်နော်ဒီဘက်ကတော့အနာကုတ်ကတော့အပေါ်တစ်ပင်အောက်တစ်ပင်ဒီတိုင်းပဲထိုးသွားပါမယ်အနာကုတ်ကိုပြီးတော့တစ်ခါစားရင်2ပင်စားရတဲ့ကြောင့်မို့လို့ဒီ3ပင်စလုံးကိုဒီမှာပူးပြီးတော့စားပါမယ်နော်အလယ်မှာအပေါ်တို့တစ်ပင်ဘေးနှစ်ဖက်ကအောက်တို့2ပင်ပါ
နော်အပေါ်တစ်ပင်အောက်တစ်ပင်ဒီတိုင်းဆက်ထိုးသွားမယ်ဟိုဘက်ထိရောက်ရင်3ပင်တစ်ခါပြန်စားမယ်ဒီမှာ3ပင်ကျန်တယ်ဒီပင်ကိုအပေါ်ကလိုချင်လို့ဒီချက်ဒီပင်ကိုဖြုတ်လိုက်တယ်ပြီးတော့အနောက်ကနေထိုးတယ်3ပင်လုံးပူပြီးတော့ sorry ကျိုးအောင်ချအောင်နော်ဖြစ်သွားပြီဒီပေါ်ဖြစ်သွားပြီးတော့ဒီဟာကိုဆက်ပြီးတော့ထိုးမယ်ထိုးပြီးရင်အဲ့ဒါရှေ့နောက်ဟုတ်လားနောက်ကဒီတိုင်းပြန်ပြီးတော့ဆက်ထိုးမယ်3ပင်ထပ်သွားမယ်3လိုင်းထပ်သွားပြီးတော့တစ်ချက်နောက်တစ်ခါထပ်စားမယ်နောက်တစ်ခါကိုယ့်ဘာကိုစားမယ်ကြည့်အောင်ဒီမှာတစ်ချက်ဟဲ့လားဒီဘက်ကို12ပင်12ခါစားပြီးတော့တက်လာတဲ့ခါမှာဒီမှာရသွားပြီ sorry okay ဒီတစ်ပတ်အတွက်တော့ဒီလောက်နဲ့ပဲထားလိုက်တော့မယ်နောက်တစ်ခါကြာမှာ second part ကြာမှာပဲအပေါ်က living ကွတ်တာလေးကိုသွားတော့မယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီလောက်ဆိုလို့ရှိရင်တော့နားလည်မယ်ထင်ပါတယ်နောက်တစ်ပတ်မှာပြန်လဲစုံစည်းကြတာပေါ့